က
ဆိုးရတဲ့ကျိုးလည်းဝမ်းနေဘုရားကလည်းဒီလိုလုပ်တဲ့ဆောင်ရနေမှာလို့ရှိရတာတရားကလည်းဒီဘဝမှာရှင်သာသနာကြီးကိုယ့်ရဲ့ပါမီတော့ပြည့်တယ်ဆိုတာစံတတ်တဲ့အနေနဲ့စုံပြတ်တတ်တဲ့ယတိကိုယုံကြည်ဖို့ရွာရဲ့နေရာမှာမထိုင်ရွာကလေးထွက်လာပြီးတော့ယတိကြီးကိုအယူကြီးဆိုတော့ဝါရှိနဲ့ပြစ်ကြတယ်ကြောက်ခဲနဲ့ပြစ်ကြတယ်ကိုနာတူနာသူ့ကိုကြောင်းလို့တကူလုံးနဲ့ဝါရှိနဲ့ပေးလို့အဲ့တော့ခဏနေတဲ့အခါကျတော့ရွာဘက်ကလည်းမာလိကထွက်လာပြီးတော့ဟာတော့ကောင်းကြီးဆိုတော့သူတို့ပါလာတဲ့စွန်းတွေလူနာတွေလူနာများပန်းနေတယ်ဆိုကြသို့တော်လည်းဒီလိုလိုလက်ဆောင်များအထောင်းတော်ကြီးပူဇော်တဲ့ကမ္ဘာတွေနဲ့ခုနကဝါရှိနေတဲ့ဒလေးပေါ်မှာစိတ်ကိုလာတဲ့တရားပဲဆိုတော့ဒီလိုလိုကအတူတူကိုလို့နာတော့စမောလာနာလို့လို့ကြတယ်ဒါကလည်းပါဠိဘာသာတာထားရတဲ့အခါမှာရှင်းဝါနာကြီးကဲ့ရဲ့တာကြုံရပါလားကြုံရတဲ့အခါဆိုတာအဲ့ဒါရှင်းဝါလို့ကြောင့်လည်းအပြတ်ပဲကဲ့ရဲ့လို့ကြောင့်လည်းစိတ်ကိုညံ့တယ်ကိုယ်လုံးစားရှိတာဒီလိုလိုသက်ဆောင်ကြတယ်တပည့်နာပြီးတဲ့တဲ့မှာသွားနေမှာပါရှိတယ်မလားရှိတယ်နော်အဲ့တော့ဒီလိုလိုသက်ဆောင်ကြတယ်နံပါတ်1ကကောင်းလာတယ်အကြောင်းကောင်းတယ်ပါမီကပါရှိတယ်ဆရာအဲ့တော့ကြည့်ကောင်းဒီစားရှိတယ်ရှိနေတဲ့အခါကျတော့နံပါတ်1အကောင်းပါတယ်အကျိုးကောင်းတယ်ဆိုတာအပြောလေးဆိုပါမီတော်လေးပြီးသွားပြီဆိုတော့ဒီလိုလိုသက်ဆောင်ကြတာသာသမီရဲ့တဲ့တန်တရားမှာပါမီရပါကတ္တဗမြာရှင်တို့ဘောဓဘုမြာရှင်တို့တက်တန်းရှိတဲ့ကာလမှာပြည့်တာကိုတက်တန်းတရားမှာပြည့်သွားတဲ့အခါမှာအဲ့တော့ဘာဖြစ်လဲဆိုတော့ဘုရားဝတ်ဖို့ဘုရားဖြစ်တဲ့ဘဝကိုရောက်တဲ့အခါမှာယုံကြည်မှုကဆက်တယ်တလောကဘဝအချောဆုံးလာလက္ခဏာကိုကြည့်ခဲ့တဲ့ဤစနာဘာလို့လဲဆိုတော့ပါဠိတော်ပြည်မှာအဲ့တော့လက္ခဏာကိုကြည့်ခဲ့တဲ့ပြည်မှာလည်းဘာသာမျိုးကိုစောင့်ကိုရပဲဒီလိုလိုလက်ဆောင်ကြသိညာနဲ့တတ်ပြီးယူရကြတော့ဤစပါဒါတော့ဘုရားအများကိုစောင့်တဲ့ဒီအသိဉာဏ်အားဖြင့်လည်းဒီများနဲ့တောင်းလို့လားအဲ့တော့လက်ဆောင်ကြဒီယူယူဒီအားဖြင့်တော့အသိဉာဏ်အားဖြင့်တော့စရဏအားဖြင့်တော့ဘလောကမှာအမြတ်ဆုံးအမြတ်ဆုံးအတ္တဆုံးကိုဖြစ်တာကဒီလိုလက်ဆောင်ကြသည်တတ်ပြီးယူရကြတော့ရပါလားဘာကောင်းလဲဆိုရင်အကျိုးကောင်းအဲ့တော့ဒီလိုလောကမှာကြည့်ကြလိုက်ဒီကျိုးကျိုးဆန်းဆန်းသွားရှာတယ်ဆိုတာကအကြောင်းကောင်းသူစမ်းတော့တဲ့အတိုင်းကိုကျိုးကျိုးဆန်းဆန်းစာကျိုးစားတယ်ဆိုတာအကြောင်းကောင်းဝဲရရတယ်ဆိုတာကအကျိုးကောင်းအဲ့တော့ရခိုင်ဘက်ကလည်းဘာဖြစ်လဲတော့စီးပွားရှာတယ်ဆိုတာအကြောင်းကောင်းတာပြီးတော့အခြေဖြစ်သွားတယ်ဆိုတာကအကျိုးကောင်းတာအဲ့တော့ဒီနေ့လို့စဉ်းစားလို့ကြည့်ကြည့်လိုက်ရှာတော်ပိုင်းပြီးတော့ဒီပိုင်းပြီးတော့အကြောင်းနဲ့အကျိုးကောင်းပြီးတော့ပါဇိမ်မှန်ပြီးတော့ပါနေဆုံးပါတဲ့အထီးမရှိလားဒီလိုလိုဆိုတာကအဲ့လိုမျိုးပေါ့အကြောင်းကောင်းတဲ့အကျိုးကောင်းရဲ့ဒီလိုလိုဆိုတာကအဲ့လိုနေပါအဲ့တော့နံပါတ်3တက်ပြီးမကြတာအများအကျိုးလို့ဆောင်ပါအဲ့တော့ဒီလိုလက်ဆောင်ကြရဲ့ဘဝမှာဖယားဘုရားဘယ်တော့ပါလဲဆိုရင်40နဲ့အနာနေရရတာဘုရားတနေ့မှာတဏှာကြီးတော့ကျိစဲပြီးတော့နာပြီးတော့ကျန်တဲ့အချိန်မှာလူကိုပေါ်လိုက်နတ်ကိုပေါ်လိုက်လိုအပ်တဲ့နေရာမှာပေါ်လိုက်ထွားလေးတွေပွားလိုက်အဆဲခံရလိုက်ရှင်းဝမ်းခံရလိုက်ဘာတွေလဲကြိုကြိုဘာတွေလဲကြိုကြိုဒီလိုလိုလက်ဆောင်ပြန်လို့အဲ့တော့နောက်ဆုံးချက်ထားပြီးရတဲ့ဒီလိုလက်ဆောင်ပြန်နောက်ဆုံးဆယ်လပရိသေမှာဆံလို့လေဆိုတော့ငါရဲ့နောက်ဆုံးချက်ဖြစ်ပြီးဆိုတဲ့ရမှာနာမည်ဆယ်လတော့ပြီးသွားပြီလမ်းဆောင်ပြီးတော့ပေါ်တဲ့ပေါ်တော့ရောရပါဆောင်ရနောက်ဆုံးညမှာဆရာတို့ရဲ့သူ့ဘာသာဘာသာပိုင်းလက်ဆောင်စီကြောင်းရောက်လာတဲ့အခါကျတော့ရောက်လာတဲ့အခါကျတော့ရှာလက်ဆောင်ကြတယ်
မိစ္ဆာရှိလို့ဆိုတော့တားတဲ့ခါကျတော့လက်ဆောင်ကအဲ့ဒါနာနာတားနေအကူဆောင်တယ်ဖယားလို့ဆရာတခုဖယားအစုတော့မှလည်းလို့ပြီးနေကြလို့လားလို့ပါသူပါလားလက်ဆောင်ကရှိတော့စံတာစံတာခုနကလည်းဖယားပြောတယ်ခုနကလည်းဖယားပြောတယ်ဒီလိုပြောကြပါမယ်စံတာပြောရအောင်အဲ့ဒါပြောတဲ့ကရှိနေလို့ချင်းဒီမှာမိလေးကိုစမ်းပြနားဆက်နေလို့လားအဲ့တော့မင်းတို့ပြောတယ်ဒီလောကမှာမဲ့ရင်စစ်ပါအကျင့်ရာရှိတယ်ဘာမှပုဂ္ဂိုလ်ရှိတယ်မဲ့ရင်စစ်ပါအကျင့်ရှိတဲ့ကာလမှာပုဂ္ဂိုလ်ရှိပါမှာရှိပါဘာလို့ပြောရချင်းသူကလည်းမဲ့ရင်စစ်ပါအကျင့်ရာရှိတယ်ဘာမှပုဂ္ဂိုလ်ရှိတယ်ဒါကြောင့်မို့လို့နိုင်ဆက်ချောင်းနေမှာလက်ထပ်20ခုဒီမှာတော့30နာရီပြန်ဖြစ်40နာရီပါတော့တရားဟောရေးမဲ့တဲ့စစ်ပါလေဒီသာသနာမှာပဲပုဂ္ဂိုလ်ကျူးစာရှိသူကလည်းစနေရပါမှာရတာကိုစစ်တီးမှလက်ဆောင်ရပြောတယ်ဗရိဒီမှစံပါတတိယတို့အလုပ်တွေလုပ်ရပါလားဒါမျိုးတွေတော့ခံစားလို့ဘိုးဝေရဒီလိုလိုပြအဲ့ဒီလိုပြပြီးဒီလိုနောက်လာခိုင်းရဘယ်နဲ့ကိုပေါင်းတော့လဲဒါလိုပေါင်းတော့ပါတယ်အချောင်းတော့တယ်အကျိုးတော့တယ်အများအကျိုးဆောင်ရတယ်စံထားပြီးတော့အစံထားပြီးတဲ့ပိုင်းစားအစံထားလို့ဆက်တာပိုင်တော့ဒါပြောတယ်ခရဘိုးဝေလိုက်တယ်နောက်မှလည်းစံထားလို့ခုနကတော့ကတာတော့နံပါတ်1ရတာပါပဲတရားရဘာသာရေးမှန်တယ်လို့ညဘာသာမှန်တယ်ဘာသာရေးကဒီလိုချမ်းသာလို့that's what we do ပြီးတော့စက္ကရာကြီးလို့ဗရန်ဒီဘောပါလို့ဟာအတွေ့အခေါ်ပညာရှင်ကြီးတွေအရက်စတော်တဲ့တွေ့ခေါ်ပညာရှင်ကြီးတွေကလည်းဟိုနောက်ဆုံးဖြစ်တဲ့မှာဒီလိုအိုင်စတိုင်းတို့ကအခုလို့ပေါ့ပညာရှင်တွေပညာရှင်တွေကြောင့်လားဒါဆိုရင်လည်းတို့လက်ဆောင်ပြတာဘာမှမလို့ချားလို့ရက်တဲ့တရားရတာဆက်ရပါတယ်တွေးစရာဒါကိုမြတ်လို့ကိုအတ္တလို့ညံ့နေတာဘာကြောင့်လဲဆိုတော့တို့တရားတော်ဘာသာတတ်တယ်ဆိုလက်ဆောင်ပြတာဝက်ခံတော့ဘာသာတာကိုကောင်းဆောင်တော့ကြတာဟာသူရတဲ့ကောင်းဆောင်တော့ကြတယ်လို့ဟုတ်ဘူးဒီတော့လက်ဆောင်ပြဟောထားတဲ့တရားဤတာရင်ဆင်းရဲခြင်းအမှုပါဖြစ်တော့လုံးကြောင်းလိုက်အဲ့ဒါကြံတဲ့ပုဂ္ဂိုလ်ကြံတဲ့တာတာကြံတဲ့အတွေ့အကြုံညာရှိဘာမှလည်းကိုကြားထူးခြားတဲ့နေရာကြီးကဘာလဲဆိုရင်နေရာကြီးကနော်ဒါကြောင့်မို့လို့ဘက်ကတာလို့လည်းဒီဆိုတဲ့နေရာကြီးကဖြစ်တယ်ဒီလိုရရမှာပြီးတော့နောက်ဆုံးဒီလိုရရတာကလည်းတန်ခါရတယ်တန်ခါရတဲ့နာဆိုတဲ့ကိစ္စမှာအရှင်သာတို့ဒီစောင့်ရရပြောရတယ်ပေါ့တန်ခါဆိုတာတန်ခါကိုဘုရားနဲ့စီတဲ့အထူးရတာဆိုရတယ်တိုးတော်လည်းအရှင်သာတို့တတိယတော်လူပုဂ္ဂိုလ်တွေနဲ့ရှင်းပြီးတော့တန်ခါဖြစ်တယ်တန်ခါကအောင်စစ်ကိုကျန်တဲ့ဘာသာများရဲ့တန်ခါဖြစ်ပြီးတော့ကိုညံ့နေတာလေဆိုတာရှိဟုတ်လားဘာလို့လဲဆိုတော့တုတ်ပတိပန်တော်ဘဂဝါတော်တာဝကတတိယတော်လူရဲ့ပုံစံကြည့်လိုက်တတိယတော်လူဒီလောကီလူသားတွေနဲ့လေကလို့ခေါ်တဲ့အတ္တဉာဏ်အားဖြင့်ကြည့်ရတာဟုတ်ပါဗျာဒါဒီလိုစီးနေတယ်ဒါဒီလိုကျူးစီရနာမှာလူရင်းကကာမဂုဏ်ဖတ်လို့ထိုက်တဲ့အမျိုးမျိုးအကြောင်းဘိုးပြီးတော့မှဘဝစားတဲ့အခါကျတော့လောဘဒေါသဘောဟာရှင်းနေတော့လည်းဒီလိုကျန်တဲ့ဒီကနေခဏချာဟောဒီဘုရားနဲ့ဒီလိုအာရဟံရစာအဲ့ဒီနေရာမှာထားတာဘာကြောင့်လဲဒီလိုကိုထားတဲ့နေရာအကြောင်းအားဖြင့်လည်းနိဗ္ဗာန်ကိုတည်တဲ့အကြောင်းနော်ချုပ်ထားလို့လည်းဘယ်လိုတည်ရလဲနိဗ္ဗာန်ကိုတည်တယ်ဘယ်သူမှမလို့ချင်ဘူးပြောနေတာဘယ်သူမှမလို့ဒီလိုတော့ဆိုမှဆက်ဝက်စစ်တယ်ဒီလိုပစ္စည်းတွေပုံမှန်ပါတယ်ဒီလိုတင်တာဘာမှမပါပါ
ဒီလိုလုပ်တဲ့တရားဘယ်သူမှမလုပ်ချင်တဲ့ဒီကာတာဘာလို့ခေါ်တယ်ခန္ဒီစုတဲ့အခါဒီလိုလုပ်ရတာဆိုတော့စီပြီးတော့အာကတဆိုတဲ့အပြုအမူတွေဒီလိုတော့အချမ်းသာမှာချမ်းသာဒါမျိုးတာရတဲ့တာခိုင်းအဲ့တော့ဒီလိုတန်ခါရတဲ့တာအဲမှာဘုံတော်ကိုပါတဲ့ဒီဆိုတာဘုံတော်တယ်ဒီလိုဒီမြတ်စွာဘုရားဆုံးမထားတယ်မြတ်စွာဘုရားကဒီလိုအကြမ်းကဝါဘာမီဆိုတဲ့ဘုရားကဆောင်တယ်အမေရိကဒီလိုတော့ဆောင်တယ်ဆန္ဒတဲ့စိတ်ကမြည်လိုက်ခေတ္တဝါဒနဲ့တော့မြတ်စွာဘုရားရဲ့ပုံစံအတိုင်းလမ်းဆောင်တယ်ပါဠိတော်နဲ့ဒီစီလေးနဲ့ဆောင်းပြီးတော့လမ်းဆောင်တယ်မြတ်စွာဘုရားရဲ့ပုံစံနဲ့လမ်းဆောင်တယ်တက္ကဝါလို့ဆိုတာလို့ပြောတာအဲ့ဒီနေရာမှာဆန္ဒတဲ့စိတ်ကအခြားသောမဟာယာနဆရာအခြားသောဗိဆရာအခြားသောခရိယံဆရာလမ်းဆောင်တယ်အဲ့တော့ဒီမှာကြည့်ရအောင်စစ်တယ်မှာစစ်တယ်မြတ်စွာဘုရားရဲ့အာရဟံကြီးတို့ဤနေတာနဲ့ကင်းစင်နေတဲ့ပုံရိပ်တိုင်းမှာဒီစာဆိုလို့ပြောတာဒါကြောင့်လူဒီမနှမ်းတဲ့အလောတော်နဲ့ဒီငြိမ်းချမ်းမှုကကြည့်ပြီးတော့မျက်စိတောက်တော့ကြပါပါပါဒါကြောင့်ဘုရားကြီးတို့ရဲ့တန်ခါရဲ့အရှိတ်ဝါရှိတာဒါကြောင့်မို့လို့ရှင်နာကိုဝါတန်ဖို့အားရတပည့်တော်တို့လိင်္ဂဆိုတဲ့ဉာဏ်အားတော့အာဟာရဆိုတဲ့ဉာဏ်အားတော့တပည့်တော်တို့အခုဆုံးလူတွေနဲ့ခြားနာပါဒါကြောင့်မို့လို့ရဟနာဆိုဒါကြောင့်မို့လို့ဒီနေ့တပည့်တော်အဓိကပြောချင်တာတပည့်တော်တို့ကံကောင်းလို့စစ်မှန်တဲ့လာတာကိုပြောပြောဒီလိုတော့ဆောင်းညာဆိုတာလေခုနကဒီလိုအတိညာဘယ်လိုပဲတွေးတွေးရမ်းချင်တာလည်းရပါရဲ့လားဟုတ်ဘူးတကယ်ပြီးချင်တယ်ညာဒီလိုတော့တရားကလည်းရှင်သာတို့ရဲ့တကယ်ပြီးချင်တယ်တကယ်အားလို့နိဗ္ဗာန်ကိုပေါက်တာပေါ့ဒါမျိုးပြီးတော့တန်ခါဆိုတာလေလက်ဆောင်ညာနေတာလည်းပုံစံလက်ဆောင်ညာစီမံပါတယ်ဖက်ရှင်တဲ့ဆိုင်ဒီလိုဒီစတိုင်ဟိုမနေ့ကရတာညနေရတာခရမ်းဖန်ပြီးတဲ့စတိုင်တွေတို့ကပြီးကြဒါကြောင့်မို့လို့လာပြီးတော့ဘာမှမလုပ်တော့အစမ်းထားပြီးတော့ဒီစက်မှန်တဲ့လာတဲ့ဒီလိုညာကြီးအတူတူမှာကံကောင်းလာတာဒါကြောင့်မို့လို့ဒီလိုရဲ့ဘဝအခြေအလဟတာကိုယ်စုမခံတဲ့အခုလိုဒါကမှနေတယ်ဒီလိုလိုပေါ်မှာအပင်မခံပြီးတော့လာရောက်တာဆိုကြပြီးရောက်ဆိုင်ကြတယ်ဆိုတာဒီယန္တာဘုရားမှာဘယ်ယန္တာပဲကြည့်အခုမှလေးဖြစ်စီတဲ့အရာတန်ခေါ်ဆိုတာလည်းတော့ဘယ်လိုညံ့နေတာတော့ကတာတန်ခေါ်လေးကိုသိရင်ဒါကမှတကယ်ကိုနေရာပြီးတော့ပဲစစ်ဘာလို့စစ်တာလဲတန်လို့ပြောတယ်အတွဲမှာအားဖြင့်တော့စိတ်စိတ်မှာဒီလိုကစားရမှာဒီအာဟာရကိုတက်ဆက်တာစားပါကြီးလို့ဆက်ချင်တာဒါကြောင့်မို့လို့ဒီလိုအတူတူမှာညံ့တဲ့သာသနာ့ကိုကြည့်တဲ့ကျိုးနေပဲဒီလိုသာသနာ့ရဲ့အခွင့်အရေးတွေလည်းဒီလိုကြည့်ဖို့အခွင့်အရေးကြားရအောင်ရသော်များရဲ့ညံ့တဲ့လိုပါအိမ်နာကြားရအောင်တို့ရမှာမတော်တော့ဘူးလေဒီလိုသာသနာမျိုးဒီလိုစေတနာမျိုးငါတို့ကိုယ်စိတ်ရတာပါလို့ဆိုတော့တို့ရမှာကိုယ့်ရဲ့ရှာတဲ့ကိုယ့်ရဲ့ရုပ်ရည်ကိုယ့်ရဲ့အမှုတန်းတွေတန်ခါးတွေပတ်သက်တဲ့ဝိညာဉ်စတဲ့လောကပစ္စည်းတွေလည်းကဲရတာကိုရှုပ်တာဒီပါညာဒီကောင်းတဲ့ရှိတဲ့ဘုရားလမ်းစဉ်လေဒါကြောင့်မို့လို့တို့ဆက်ဆက်ပါကြိုးစားကြမယ်အားထုတ်ကြမယ်တို့တန်ခါးတွေကိုတို့စောင့်ရှောက်မယ်တောင်းဝင်ခြင်းအောင်လို့လူဖြစ်တာဘာစားတယ်ဝဲလို့ဝေးလာရင်ပြေးသွားတာလူ့ဘဝဆိုတာဘာစားတယ်စားရတာမစားဘူးဝေးပြီးတော့ပြေးတာဒါပေမဲ့ဘာစားလို့လောကကြီးမှာတောင်းဝင်ခြင်းအောင်ဝေးတဲ့နေတော့မကောင်းဘူးလားမကောင်းတယ်လူဖြစ်ပါတော့ကြောင်းအစံနာလူတွေတော့ဒီလိုအားလုံးကြီးတော့ဒါကလည်းမကောင်းဘူးတော့အလုံးစုံကဇာလနာနဲ့ထိုက်ကြတဲ့ညာဖြစ်ကြတဲ့ပဲလက်ဆောင်ကြတဲ့တာနာတော်မှာအတွင်းတော်တွေအကျဉ်းတော်တွေကိုစီကိုကထားရနိုင်ကြပါကြည့်ဖို့လို့ဆောင်ကြတာကိုယ့်ရဲ့လူချင်းရဲ့ဉာဏ်နာထိုက်ကိုကိုယ်မြင်မှာဒါကိုကြိုးစားမှလုပ်ကြပါစီပြီးတော့ကိုယ့်ရဲ့အိမ်ဆောင်ကိုကဘာလို့တာဖြတ်ဝင်ကြပါစီဒီကဲ့သို့ကြိုးစားအားထုတ်ကြတဲ့
ကပြေး